ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာတူဒီမီဒီယာစတာ channel ပြီးတော့အကုန်မတွေဒုတိယချင်းစီကိုပြန်လဲကြိုဆိုလိုက်ပါတယ်စိတ်ကြမှာချင်းကိုယ်ကြမှာချင်းနေပြည်တော်မီလုံးစန္ဒတနဝါကြီးပြည်တော်ကြပါစေလို့တူဒီမီဒီယာစတာ channel ပြီးတော့အကုန်မတွေအားလုံးဆုတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါကဲဟိုးမကျော်စတာဆိုတဲ့အတိုင်းပဲเนาะရင်ဘက်ကလည်းဟူးလုံးဝမကြောက်ခင်မှာကျွန်တော်ပေးတဲ့အခွေပတ်တီးကဟိုးမကြောက်ခင်မှာပဲအားလုံးအတွက်ချီမိရအောင်လုပ်ပေးခဲ့ပါတယ်ဒီဘက်လည်းအားလုံးလုပ်ပေးမလို့ကျွန်တော်အာမခံတယ်ဒီဘက်လည်းထွက်မယ်အဖွင့်နေဒီနေ့နေပါတယ်အောင်မဲ့ခနန်းနေပတ်တီးအားလုံးကိုကျွန်တော်ဒီဗီဒီယိုထဲမှာပြောမှာမို့အကူမတွေအားလုံးဒီဗီဒီယိုကိုစောင့်အောင်ကြည့်သွားပါကိုမတွေအောင်အတွက်လုံးဝအကျုံးရုပ်စီမဲ့ဗီဒီယိုလေးဖြစ်ပါတယ်เนาะအကူမတွေအားလုံးကဲအားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုမရအားလုံးမင်္ဂလာပါကဲဒီဗီဒီယိုလေးကိုတွေ့ရနေပြီးအောင်ကြည့်သွားကိုမရအားလုံးတွေလုံးဝအကျိုးမရုပ်စီမဲ့ခွေလေးဖြစ်ပါတယ်နော်လိုင်းနံပါတ်လေးတောက်ချီနေခဲ့ကြမယ် share လို့ရရင် share သွားပေးမယ်ဆက်ကွက်လေးတောက်ချီနေခဲ့ကြပါဦးနော်ကိုမရအားလုံးဒါကျွန်တော်တောင်းဆိုအောင်မြတ်ခုကျွန်တော်ဗီဒီယိုလေးကိုတွေ့ရနေ share လို့ရတဲ့နေရာမှာ share ပေးသွားမယ်မျှဝေလို့နေရာထဲမှာမျှဝေလို့ရပါမယ်အားလုံးပဲဒါကျွန်တော်တောင်းဆိုဖြစ်ပါတယ်နော်ကိုမရအားလုံးငါမတွေအားလုံးဒီဘက်မှာအဖွင့်လေးမှာထိမိအောင်ကျွန်တော်အားလုံးကူညီပေးမယ်ဝါသနာရဆိုတဲ့ကိုမတွေပဲဖြစ်စီးပွားရေးရဆိုတဲ့သူပဲဖြစ်အားလုံးဒီဘက်ကိုမဟုတ်ဘူးအဖွင့်လေးမှာအားလုံးထိမိရအောင်ကျွန်တော်ကူညီပေးမယ်ကျွန်တော်ပေးတဲ့ပတ်တိအဖွင့်လေးအောင်ပြီးရင်နောက်ထပ်ထိုးရမယ်အခွေနဲ့ပတ်တိကိုကျွန်တော်ထပ်ပေးမယ်အဖွင့်လေးမှာပတ်တိရောခွေရောအောင်မယ်လို့ကျွန်တော်ယုံကြည်တယ်ကဲအကိုမတွေအားလုံးမဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်တော့အကိုမတွေအားလုံးအတွက်လုံးဝကြိုးရှိနေမယ်ခွေလေးဖြစ်ပါတယ်နော်လုံးဝကြိုးရှိနေမယ်ဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမျှဝေလို့ရတဲ့နေရာဒီမှာမျှဝေသွားပေးကိုမအားလုံးအတွက်လုံးဝကြိုးမြုပ်စီရပါအောင်ကဲကိုမအားလုံးကဲခဏနေကျွန်တော်ခဏပြောပါမယ်နော်လိုက်လက်မလေးတောက်ချီနေခဲ့ကြမယ် share လို့ရရင် share သွားပေးမယ်ဆက်ကွာလေးတောက်ချီနေခဲ့ကြပါအောင်နော်ကိုမအားလုံးဒါကျွန်တော်တောင်းဆိုဖြစ်ပါတယ်နော်တောင်းဆိုပါတူဝစီနာတူဝမြတာဟောဗျာကိုမအားလုံးကျွန်တော်စီရနဲ့ကျွန်တော်နဲ့ကားလုံးမြတ်တာနဲ့ကူညီပါရဲ့ကျွန်တော်ကဟူးမကျော်စတာဆိုတဲ့အတိုင်းမှာကျွန်တော်ရဲ့ခဏနဲ့အားလုံးကဟူးလုံးဝမကျော်ပါဘူးเนาะအားလုံးပဲကဲခဏပြောမယ်ဗျာခဏအားလုံးပြောမယ်เนาะခဏပြောမယ်ဟူးမကျော်အခွေနဲ့ဟူးမကျော်ပတိအားလုံးကိုမကျွန်တော်ပြောပြပေးမယ်အားလုံးမဒီဗီဒီယိုလေးကိုသုံးအောင်ကြည့်သွားပေးမယ်အကူမတွေလုံးဝအကူမတွေအတွက်အားလုံးလုံးဝအကျိုးရှိနေမယ်ဗီဒီယိုလေးဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကိုကြည့်တာနဲ့တွေ့တာနဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်မယ် like and subscribe လေးနဲ့ကူညီသွားမယ်เนาะအားလုံးပဲဒါကျွန်တော်တောင်းဆိုတာဖြစ်ပါတယ်เนาะကိုမိုင်းအားလုံးကဲဗီဒီယိုလေးကိုပြအောင်ကြည့်သွားကျွန်တော်အခုဟူးမကျော်အခွေပြောမှဖြစ်ပါတယ်ဟူးမကျော်ခွေက3835ခွေအပူပါခွေဖြစ်ပါတယ်เนาะအားလုံးပဲ3835အပူပါခွေပါထိမိထိုးပါဟူးမကျော်ခွေပါเนาะထိမိလိုက်ပါအားလုံးပဲရမှာပါပတ်တီးက3ညပတ်တီးဖြစ်ပါတယ်เนาะပတ်တီးက3ညပတ်တီးပါဟူးလုံးဝမကြော်ပါဘူးเนาะအကူမရအားလုံးပဲဟူးလုံးဝမကြော်ပါဘူးပတ်တီးက3ညပတ်တီးအခွေက3835အပူပါခွေဖြစ်ပါတယ်เนาะအားလုံးပဲရှင်ဘက်ကလိုပဲအဖွင့်နေပါရင်ထိမိရအောင်လို့ထိမိထိုးပါထိမိရအောင်လုပ်ပါအားလုံးဒါကျွန်တော်ကြိုပြောတာဖြစ်ပါတယ်เนาะလူရခိုင်ပညာမငယ်ပါဘူးအားလုံးဒီဘက်မှာရရမယ်ဒီဘက်မှာမဟုတ်ဘူးဗျာဟူးမကြော်ခင်မှာအားလုံးအောင်မယ်ကဲကိုမရအားလုံးကျွန်တော်ဗီဒီယိုလေးတွေတွေ့ရတဲ့ line လက်မလေးတောက်ချီနေသွားကြမယ် share လို့ရရင် share သွားပေးမယ် subscribe လေးတောက်ချီနေကြပါအောင်เนาะချစ်ကိုချစ်မကြီးအားလုံးကျွန်တော်တောင်းဆိုတာပါကဲအားလုံးပဲအားလုံးအောင်မယ်အခွေပြန်ပြောမယ်3835အပူပါခွေပါเนาะအပူပါခွေအဖွင့်နေပါနဲ့အောင်မယ်အဖွင့်နေတနင်္လာနေ့ပါနဲ့အောင်မယ်เนาะအားလုံးပဲချစ်ကိုချစ်မကြီးအားလုံးအဖွင့်နေတနင်္လာနေ့မှာပဲအားလုံးအောင်မယ်เนาะကိုမကြီးအားလုံးကဲကျွန်တော်ပြည်တွေမှာမိုင်းဖွင့်နေရှိလားမိုင်းဖွင့်နေရှိရင်တော့1-1နဲ့ကြပဲတူဖြစ်သွားနေညာတော့ကဲအားလုံးအားထားပါတော့ခွေပြန်ပြောမယ်3835ခွေအပူပါခွေဖြစ်တယ်เนาะပတ်တီးက3ညပတ်တီးထိမိရအောင်ထိုးပါเนาะကိုမတွေဝါသနာရဆိုတဲ့ကိုမတွေပဲဖြစ်စီးပွားရေးရဆိုတဲ့ကိုမတွေဖြစ်အားလုံးထိမိရအောင်ထိုးကြပါအားလုံးပဲကျွန်တော်ဒါကြပြောရဖြစ်ပါတယ်เนาะကျွန်တော်ဗီဒီယိုလေးကို
သဘောကျတဲ့နှစ်သက်တဲ့အားလုံးယုံကြည်ရဆိုရင်ကျွန်တော်ဗီဒီယိုလေးကို like လက်မလေးကြောက်ရှိသည်နေခဲ့ကြမယ် share လို့ရရင် share သွားပေးမယ် subscribe လေးကြောက်ရှိသည်နေခဲ့ကြပါဦးနော်အကိုမတွေအားလုံးအကိုမတွေအားလုံးအဲ့လိုလုပ်တာကိုမတွေဘာမှမခဲရင်ပါဘူးနော်အားရတော့ကူညီသွားကြပါအောင်ခင်ဗျာဒါကျွန်တော်တောင်းဆိုရပါနော်အားလုံးပဲကဲရအောင်တော့ယူပါကျွန်တော်ကတော့ကိုမအားလုံးကျွန်တော်တက်သလောက်မှတ်သလောက်ပညာလေးနဲ့အားလုံးကိုရတယ်ရှင်တို့ပေးတယ်ဟူမကျော်စတာဆိုတဲ့အတိုင်းပဲကျွန်တော်ပေးတဲ့အခွင့်အရေးခဏနေပတ်စည်းတွေအားလုံးကအပတ်တိုင်းမှာဟူမလုံးဝမလျှော့ခင်မှာပဲအောင်ခဲ့တယ်ဒါကိုကျွန်တော်ကိုရုံးကြည့်လဲဆိုရင်ကျွန်တော်ပေးတဲ့ခဏလေးကိုထီးထီးမိမိထိုးပါအမြတ်ရအောင်ထိုးပါနော်ကိုမအားလုံးပဲထီးထီးမိထိုးပါထီးထီးမိလိုက်ပါအားလုံးကိုကျွန်တော်ရတယ်ရှင်တို့လာပေးရဖြစ်ပါတယ်ပြန်ပြောမယ်အခွေက3835အပူပါခွေဖြစ်တယ်နော်ချစ်ကိုချစ်မတွေအားလုံးပတိက39ပတိကိုကျွန်တော်ကခုမကျော်အဖွင့်နေပါရင်အောင်မှာဖြစ်ပါတယ်ကျွန်တော်ပတိကအဖွင့်နေမှာကျွန်တော်ပတိအောင်သွားရင်အကိုမတွေတော့ထက်ကစားရအောင်ကျွန်တော်ပတိတစ်လုံးထက်လာပေးမှာဖြစ်ပါတယ်အားလုံးပဲထီးထီးမိမိလိုက်ထားကြပါထီးထီးမိမိရအောင်ထီးထီးမိမိလိုက်ပါကြပါနော်အားလုံးပဲအပတ်စဉ်ပတ်တိုင်းမှာကျွန်တော်ခုမကျော်စတာဆိုတဲ့နာမည်နဲ့လိုက်အောင်ကျွန်တော်ခဏနေခွေတွေပတိတွေကဟိုလုံးဝမကြောက်ခင်မှာပဲအောင်ရတာဖြစ်ပါတယ်နော်အားလုံးပဲဒါကိုမတို့ကျွန်တော်ပြောပြဖြစ်ပါတယ်နော်ကဲအားလုံးကထီးထီးမိမိလိုက်မယ်ထီးထီးမိမိရအောင်လုပ်မယ်ထီးထီးမိမိထိုးကြပါအားလုံးရအောင်လို့ကျွန်တော်တီးတော့မှတ်တော့ပညာလေးနဲ့ကူညီပေးရဖြစ်ပါတယ်အကူမတွေဘက်ကလည်းကျွန်တော်ကိုကူညီပေးပါလိုက်လက်မလေးတောက်ရှိနေခဲ့ကြမယ် share လို့ရရင် share သွားပေးမယ် subscribe လေးတောက်ရှိနေခဲ့ကြပါဦးနော်ချစ်ကိုချစ်မအားလုံးဒါကျွန်တော်တောင်းဆိုတာဖြစ်ပါတယ်နော်ကဲအားလုံးပဲထီးထီးမိမိလိုက်ကြပါနော်အားလုံးပဲခွေပြန်ပြောမယ်3835အပူပါခွေပတိက39ပတိအားလုံးထီးထီးမိလိုက်ကြပါနော်ချစ်ကိုချစ်မတွေအားလုံးပဲကဲအားလုံးကိုကျွန်တော်ဆူတောင်းပေးပါရဲ့ဖုန်းနေပါပဲအောင်ကြမယ်ခင်ဗျာကျွန်တော်ချစ်ကိုချစ်မတွေအားလုံးပဲအားလုံးကျေးဇူးတင်ပါတယ်နော်ချမ်းချစ်ပါလေခင်ဗျာဖုန်းနေပါပဲအောင်မနော်ဖုန်းနေပါပဲအောင်ကြမယ်ကိုမတွေအားလုံး